ရှင် Mind Treasures by Billy Page ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ဒီကနေ့မှာဖူကနေပြီးတော့မှအင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ knowledge sharing တွေကိုလုပ်ပေးဦးမှာဖြစ်တဲ့အတွက်ဒီကနေ့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့အတွက်တောင်းဆိုချင်ပါတယ်ဆိုတော့ဒီကနေ့မှာဖူကနေပြီးတော့မှ have ဒီစကားလုံးကိုဘယ်လိုနေရာမျိုးတွေမှာသုံးလို့ရလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှပြောပြပေးပါမယ် have လို့ပြောလာလို့ရှိရင်ဖူးတော့မှတ်ထားရမယ်အဓိကအချက်3ချက်ပဲရှိပါတယ်ဒီ3ချက်ကိုမှတ်ထားမယ်ဆိုရင်ဒီရဲ့ have ဆိုတဲ့စကားလုံးလေးကိုဘယ်နေရာတွေမှာသုံးလဲဆိုတာကိုသေသေးချာချာသိသွားမှာဖြစ်တဲ့အတွက်ဒီဗီဒီယိုလေးကိုစုံနေကြည့်ပေးပါအောင်နော် Okay နံပါတ်1တစ်ချက်အနေနဲ့ပိုင်ဆိုင်တယ်possession ပိုင်ဆိုင်ခြင်းကိုပြချင်တယ်ကိုမှတခုခုရှိတယ်တခုခုပိုင်ဆိုင်ထားတယ်လို့ပြောချင်တယ်ဆိုလို့ရှိရင် have ကိုသုံးရပါတယ် Okay အဲ့တော့ပထမတစ်ချက်အနေနဲ့ပိုင်ဆိုင်ခြင်းကိုပြချင်တယ်ဆိုရင် have ကိုသုံးပါတယ်ဥပမာအနေနဲ့ I have a new phone I have a car I have a laptop I have a camera I have a ring I have a spectacles ဒီနေရာမှာတခုမှတ်ထားမှာက I you we they ဆိုလို့ရှိရင် have နဲ့သုံးပြီးတော့ he she it ဆိုရင် has နဲ့သုံးရမယ်ဆိုတာလေးကိုတော့သတိထားပေးပါ Okay ဒါဆိုရင်နံပါတ်1တစ်ချက်ကတော့လှုပ်ဆောင်ချက် action experience ဒီလိုမျိုးလှုပ်ဆောင်ချက်တွေကိုပြောချင်တယ်တခုခုကိုစားတယ်တောက်တယ်ဒါမှမဟုတ်လို့ရှိရင်အတွေ့အကြုံယူတယ်လို့ပြောချင်တယ်ဆိုလို့ရှိရင် have ကိုသုံးပါတယ် Okay အဲ့တော့နံပါတ်1တစ်ချက်အနေနဲ့ခုလိုလှုပ်ဆောင်ချက်တွေကိုပြောချင်တယ်ဆိုလို့ရှိရင် have ကိုသုံးပါတယ်ဆိုတာကိုမှတ်ထားပေးပါဥပမာအနေနဲ့ let's have lunch နေ့လည်စာအတူတူစားရအောင် they had a great timeသူတို့ပြောစရာကောင်းတဲ့အချိန်တစ်ခုကိုအတူတူရှိခဲ့ကြတယ် Okay ဒီလိုမျိုးတွေပြောချင်တယ်ဆိုလို့ရှိရင် have ကိုသုံးပါတယ်နံပါတ်3တစ်ချက်ကတော့အကူကရိယာ perfect tense အနေနဲ့သုံးချင်တယ်ဆိုရင် have ကိုသုံးပါတယ်တခုခုကိုလုပ်ပြီးလုပ်ဖူးတယ်အချိန်ကာလတစ်ခုကိုဖော်ပြချင်တယ်ဆိုရင် have ဆိုတဲ့အကူကရိယာလေးကိုသုံးလို့ရပါတယ်ဥပမာ I have finished my workကျွန်တော်အလုပ်ပြီးပြီ They have been to Japan သူတို့ဂျပန်ကိုရောက်ဖူးတယ်ဒီလိုမျိုးတစ်ခုခုကိုလုပ်ပြီးသွားဖူးပြီးလုပ်ဖူးပြီးဆိုတဲ့အရာမျိုးတွေကိုသုံးချင်တယ်ဆိုလို့ရှိရင် have ကိုအကူကရိယာအနေနဲ့သုံးပါတယ်ကဲဒီတော့ဒီကနေ့ဖူးပြောသွားတဲ့အချက်3ချက်ကိုမှတ်ထားမယ်ဆိုလို့ရှိရင် have ကိုဘယ်နေရာတွေမှာသုံးတယ်လဲဆိုတာကိုသိချာနားလည်သွားမှာဖြစ်တယ်အဲ့တော့ပထမတစ်ခုအနေနဲ့ပိုင်ဆိုင်မှုကိုပြချင်တယ်ရှိတယ်ဖြစ်တယ်ဒီလိုမျိုးပြောချင်တယ်ဆိုရင် have ကိုသုံးတယ်ဒုတိယအနေနဲ့လှုပ်ဆောင်ချက်လုပ်တယ်စားတယ်ဒီလိုမျိုးပြောချင်တယ်ဆိုရင် have ကိုသုံးတယ်နောက်ဆုံးတစ်ချက်ကတော့အကူကရိယာလှုပ်ပြီးလှုပ်ဖူးတယ်ဒီလိုအရာမျိုးကိုပြောချင်တယ်ဆိုလို့ရှိရင် have ဆိုတဲ့စကားလုံးလေးကိုအကူကရိယာအနေနဲ့သုံးပါတယ်ဒီ3ချက်လေးကိုမှတ်ထားမယ်ဆိုရင် have ကိုဘယ်နေရာတွေမှာသုံးတယ်လဲဆိုတာကိုနားလည်သွားပါပြီအဲ့တော့ဒီဗီဒီယိုလေးကအားလုံးတို့အကျိုးရှိရဆိုရင် like and share လုပ်ဖို့လည်းမမေ့ပါနဲ့နောက်ဗီဒီယိုတွေကြရင်အကျိုးရှိမယ့်အရာတွေနဲ့ပြန်လာခဲ့ပါအောင်မေရှင်ကျေးဇူးအများကြီးတင်ပါတယ်